ချက်ဆောင်မဒီလိုဒီလားစားလို့ဒီလားလူတမျှပြောကြပါအေးလေးတွေးလာတာဝန်ပါစိတ်ကြောတန်ရှင်းခြင်းကိုချက်ကြီးကလောအပေးမှာကိုရဲ့ကိုရွာကိုကကြည်မြကြမှာလူရှိများစိတ်ချမ်းသာဒီလူရဲ့စိုက်ပေါ်ကြီးကမန္တလေးမှာထွန်ရမှာရွှေလက်တလေးနဲ့အိမ်ထွက်ပြီးဖို့ရွှေလက်လေးကဒီတဲ့လေးရဲ့တာဝန်ပါပြောမပူပါနဲ့ပြိန်ဆန်ရှာ
မ
Yinandaranti tataya Tibatanina sitata Tamiwa ana Bazati Atamiloki Paramisa Nyadodi Nantu Sango Adaya Yungji Do Tradaya Ake Wipatanina Ilin Lazado Sitata Asa Saiki Lagao Dadanti Wiva Kwajang Ranjago Ye Chintu Nyaduri Nantu Sangu Tadaya Yungji Do Tradaya Ake Wipatanina Ilin Lazado Sitata Sa Saiki Lagao Dadanti Wiva Kwajang Ranjago Raju ju Fayu yagunga Kodu rodi Atami lokisa Isoban jakuanai Parami lokisa Damalunja nombawanai Damiwa ana Fayu so chokudodi Zati Kudoshin Nautakau kau ne Sao sao lại khả ni vi Kim ta ra chu chu Sai lu ya gong lo Thô tu rô di Atami lo kisa Isau ban cha kuwa nai Parami lo kisa Damalunja nombawanai Damiwa ana Falu so chokudodi Bazati Kudoshin Nautakau kau ne Sao sao lại khả ni vi ဆွမ်းလူရတဲ့အကျိုးအားကြောင့်သုံးလောကသခင်ဂေါရမဘုရားရှင်လက်ထက်တော်ခါတော့ကတာဝတိပြည်ဇေတဝန်ရွှေကျောင်းကိန်းအောင်ဝေလျော်စံနေတော်မူစဉ်မြစ်စီကာတန်လာမြို့၌စိတ်တတကြွယ်ဖြစ်ခဲ့ပါတယ်။သူဟာသောတာပန်အဆင့်မှအနာဂတ်အမြင့်သို့ရောက်လို့ဝမ်းမြောက်ကြည်နူးဖျားဖို့ထွက်ခဲ့တဲ့အခါသူနှင့်အတူလိုက်ချင်သူများကိုလည်းဖိတ်ခေါ်လို့မိတ်ဖော်စုံကြီးစွာနဲ့ယဟန်တန်ဃာယဟမတန်ဃာဥပဒကာမများလိုက်ပါကြပါတယ်။လှဲ900အစုံဆုံးလမ်းရိပ်ခါဖုံဖုံတယူဇနာအကျုံညုံမှာနတ်ရီဝါများမနေအားလို့လူများတွင်ဖန်ဆင်းကလက်ဆောင်များနှိမ့်အပ်ကြပါလေလို့ဆိုပါတယ်။အပြန်ခရီးမှာလည်းထို့အတူလှဲ900နဲ့အပြည့်နဲ့လက်ဆောင်ပဏာယရနာများပေးကမ်းလိုက်ကြကစိတ်တတကြွယ်သွားရအရာလက်ဆောင်ပဏာယရနာမြတ်မပြတ်ရနေတယ်လို့ဆိုခဲ့ပါတယ်ရှင်။ Rajile Paramisya Bao Tita ta jwe Nina Yuga Phalu yin saka che Phalong yin kaung mu Lu cha ba go La pa do sirana pang Kimya do dara apin ne Lu ran ya ba go Rajile Paramisya Bao Saita ta jwe Nina Yuga Phalu yin saka che Phalong yin kaung mu Lu cha ba go
လှပသောစေရနာပန်းကိုဤမြတ်သောတရားအပြည့်နဲ့လူရန်ကြပါကိုယာမိဒုတိယမိသစ္စာယောမေအန္တိဟောခိတတိယမိသစ္စာယောမေအန္တိဟောခိဗန္တိရှင်ဖယသန္တာရဘုဒ္ဓဒုက္ခသောအလျာဝိသေယကျိုးငါအပိဇာနာမေဖြစ်ကိုကျွန်ုပ်သည်သာမိတောင်းမှန်ပါ၏ဟံဗန္တိသိတေနိနတဟသီလံဓမ္မယာသာမိလောကံကတဝါသီလံဒေထဝေဗန္တိတတိယံပိဟံဗန္တိသိတေနိနတဟသတ္တကာမနေရအဘိဓသီလံအာမဗန္တိပါရှင်ဗျာအာမဗန္တိပါဘာလဲလူတွေကဥဒိယပြောပါဘာလဲတော့ဆိုတဲ့အတိုင်းလိုက်ဆိုလို့ပြုတ်လားဟင်းခိုက်ကောင်မင်းကိုပြောနေတာမင်းကြီးကွေးပါမင်းဖိုးကြီးဆောင်သွားခဲ့သွားပါလေဘယ်မှာကွေးဘုတော့မင်းပြရအောင်သိအောင်ဘုသုံးကဆိုလို့မပြီးသားရင်မင်းတို့ကောင်တွေကိုရင်မဖြစ်ဘူးနော်ဟုတ်ပြီလားဘုရားတရဏံသစ္စာမိသုံးကောင်လည်းကောင်းဆုံးပါဓမ္မံတရဏံသစ္စာမိသံဃံတရဏံသစ္စာမိဒုတိယမိဘုဒ္ဓံတရဏံသစ္စာမိတတိယမိဓမ္မံတရဏံသစ္စာမိတတိယမိဗုဒ္ဓံတရဏံသစ္စာမိတတိယမိဓမ္မံတရဏံသစ္စာမိတတိယမိဓမ္မံတရဏံသစ္စာမိတိတရဏဂမနာပရိပုံနာအမှန်ပါပါရှင်ဗျာမလို့ကောကိုယ်တော့ဖြစ်ပြီးတဲ့ဒီပါလားဝေဒာမိတိခာဗံဝေဒာမိတိခာဗံမာတိယာမိအဒိနာဒါနာအဒိနာလို့မဆိုနဲ့အဒိနာနော်အဒိနာဒါနာဝေဒာမိတိခာဗံမာတိယာမိအဓမ္မစရိယာဝေဒာမိတိခာဗံမာတိယာမိသာဝါဒဝေဒာမိတိခာဗံမာတိယာမိသုရာမေရိယမစ္ဆမာရဌာနာဝေဒာမိတိခာဗံမာတိယာမိဝိကာလဘောဇနာဝေဒာမိတိခာဗံမာတိယာမိမစ္ဆဂီတဝါရိတဝိတုကရတနာဝေဒာမိတိခာဗံမာတိယာမိမာလာခန္ဓာဝိပနလိုက်ဆိုဥပိ္ပဇာယောမေအန္တိဟောတိဒုတိယမိဥပိ္ပဇာယောမေအန္တိဟောတိတတိယမိဥပိ္ပဇာယောမေအန္တိဟောတိချက်ဒီလိုအမေရိစီပါချိုးရည်ဝိထုတွေတောင်းလို့မရအောင်နော်အဲ့ဒါမကန်အောင်ကြီးကဲလားကဲမဲ့ကောင်လုံးဝါမဟုတ်ပါဘူးခါကြထိုးဒီပြပါတဲ့ကိုယ်ဒီပြစိတ်ကနာထာယဣတံအာဒဝံတိတဝါဘဘစီထမံဗန္တိနုကံပံဥပဒါယကဲကိုယ်ငန်းကိုယူမယ်ကြောဝိနာနာရဘုဒ္ဓဒုက္ခသောဘုဒ္ဓထာယ
ဧတံအာတဝံပပဇေထမံဗန္တိနုကမ္ပံဥပဒါယဒုတိယံပိတတိယံပိအာတဝံဒိတဝါပပဇေထမံဗန္တိနုကမ္ပံဥပဒါယဗန္တိရှင်ဖယနောက်ကလည်းရှင်ပြောဘုဒ္ဓဒုက္ခသောဘုဒ္ဓနာထာယအပိဇံယာဇာမိသံဗန္တိတိတေနိနတဟရတ္တပါမမဏိရအပိတတိလံသမယာဇာမိသာဝရိထအမဘန်းပါရှင်မယအမဘန်းပါရှင်မယနမောတတဗဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသုံးပါးသို့ကိုကလိုက်ဆိုနော်လိုက်မဆိုရင်တဝင်မဖြစ်ဘူးနော်အာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိဒုတိယမိဗုဒ္ဓံတရဏံကိသာမိဒုတိယမိဓမ္မံတရဏံကိသာမိဒုတိယမိသံဃံတရဏံကိသာမိတတိယမိဗုဒ္ဓံတရဏံကိသာမိတတိယမိဓမ္မံတရဏံကိသာမိတတိယမိသံဃံတရဏံကိသာမိတိတရဏဂမနာပရိပုံနာဟာမဘာလို့ပါရှင်မရဘာနာတိဘာသာသာမဏေရပပ္ပတတိလံဓမ္မံတာရုကံကတ္တဝါအပမတိနာဓမ္မတေတာဘာဘာလို့ပါရှင်မရဥပိ္ပဇာယောမေဘလို့ပါလိကျင်တာတော့ရတယ်မေးစမှာမဟုတ်တော့လို့ရတယ်ဈေးတယ်အေုံပြောတော့အဘာဇီထမံဗန္တိလူကမ္ပံဥပဒါယဒုတိယမိတတိယမိဗန္တိသံဃာရဝိနဒုက္ခတောဝရဏထာယဧတံကာတဝံဒိတဝါပပဇိထမံဗန္တိနုကမ္ပံဥပဒါယဗန္တိတိတေနိနတဟတိလံဒီထဒီဗန္တိဒုတိယံပိတတိယံပိဟံဗန္တိတိတေနိနတဟအချိန်ကသမဏကတံအချိန်ကအဘိဓိမာဆိုရနော်အထမမောဒကဆိုလိတတဘဂဝါတော်ရတော်နမနမုဒ္ဒတာသုံးကောက်ဆိုပါဆိုနမုဒ္ဒတာနမောဆိုဘုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိဒုတိယံပိတတိယအနာတိပါဒဝေဒမိတိခါဗျာမာတိယာမိအဒိနာဒါနာဝေဒမိတိခါဗျာမာတိယာမိအဗြဟ္မစရိယာဝေဒမိတိခါဗျာမာတိယာမိမုဒ္ဒဝါဒဝေဒမိတိခါဗျာမာတိယာမိသူရာမေရိယမေဇပမာဒဌာနာဝေဒမတိခါဗျာမာရိယာမိဝိကာလဘောဓနာဝိကာလဆိုလေဝိကာလဟုတ်ရနဂနာဥပဒတသီလံဓမ္မံတာရုကံကတ္တဝအပမဒေနကာမဒေတာအမဘယ်လိုပါရှင်ဗျာအမဘယ်လိုပါရှင်ဗျာဥချဒါလေးကိုဆိုပါလို့အဘိဓိမာမှာတော်လေးဟမ်ဒါလေးချဆိုပါ
တိုင်းတိုင်းပဲမလား
ဒီကုနေ့မလ29ရက်ဒီလိုဇာတာပရိနိညာတိဇံကာလမှာအလုဒ္ဓယုကသာရဏအလုဒ္ဓယုကဥမောင်စိန်သာရဏအလုဒ္ဓယုကမှာတော်ခင်လာမိသားစုတွေကတတော်ရှိကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးပရဏအမှန်ကုန်ကြောင့်ဆရာတော်ဘုရားကြီးကိုနဲ့တကွရန်ကုန်မြို့မဟာဝိသုဒ္ဓယုံပါဠိတက္ကသိုလ်ဖြစ်ခြင်းတိုက်တဲ့တိုက်ကိုဘုန်းကြီးအမနာဇာနေဆရာတော်နှစ်ပါးတို့ကိုကံထမင်္ဂလာပြုပြီးတခါလာမိမိတို့ရဲ့ရှင်၌ဖြစ်တဲ့သားရဏမိရဏဒီလိုပါရှင်၌ဖြစ်တဲ့တာသမီရဏတို့ကိုပြိဿာမျိုးစုံဆုံးလင်းစွာဖြင့်ဗုဒ္ဓတရဏအတွင်းပြည့်တဲ့ချီးမြှင့်ခြင်းမင်္ဂလာကျင့်ပပြုလို့ဆောင်ရွက်ရာယခုလိုအချိန်ခါမျိုးတွင်ဘုရား၃ပါးတွင်အထူးဆုံးအချွန်ဆုံးအမွန်ဆုံးအမြတ်ဆုံးဖြစ်တော်မူပေးကြကုန်သောဘုရားအမြတ်ဆုံးရဏတရားအမြတ်ဆုံးယရဏသံဃာတော်မြတ်အမြတ်ဆုံးယရဏဒီဟုသောယရဏမြတ်သုံးပါးသောဤဂုဏ်ဤကိုတရားယူကျွလက်ဆုံမိုး၏ရှင်ကိုဥတည်ဖူးမြင်မှန်လျှော့ပရောကြောင့်ဖြစ်သောစရဏတရားတက္ကသလည်းပဲသိရှိလိုက်နာအများကိုလည်းပဲသိရှိလိုက်နာဆောင်ရွက်ပေးနိုင်ကြသောနှစ်ဖက်ရနှစ်ဖက်လှပါရမီရှင်သူတော်ကောင်းများဖြစ်စေအဟံပန်းဒီဆိုကြစို့မဟဝရမိတံဝရိထနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိဒုတိယပိဗုဒ္ဓံတရဏံကိသာမိဒုတိယပိဓမ္မံတရဏံကိသာမိဒုတိယပိသံဃံတရဏံကိသာမိတာတိယံပိဗုဒ္ဓံတရဏံကိသာမိတာတိယံပိဓမ္မံတရဏံကိသာမိတာတိပြောတယ်ဆိုတော့သိသွားတော့ပါနော်အဲ့တော့ဦးဇင်းတို့ဒါမြန်မာလိုတိုင်ပေးမယ်လိုက်ဆိုအခုကကာလကတတ်တာတွေကလည်းသူလည်းတတ်တာပဲကိုယ်လည်းတတ်တာပဲသူလည်းခိုးတာပဲကိုယ်လည်းခိုးတာပဲဆိုတော့ခိုးပြန်တတ်ပြန်ကာမဂုဏ်ပြန်လင်းညာပြန်တေးတေးရှောင်ဖာကျမ်းမာသက်ရှိရေးကျင့်ဆောင်ပေးတတ်ဘေးကင်းစေပါစေခိုးမှုရှောင်ခွာဥစ္စာပြည့်စုံရေးကျင့်ဆောင်ပေးခိုးဘေးကင်းစေချမ်းသာကြပါစေချမ်းသာကြပါစေကာမဖောက်ပြကျင့်မာရှောင်ပြုဆောင်ပေးလိမ်ဘေးကင်းစေယုံကြည်ကြပါစေယုံကြည်ကြပါစေတင်ရဲ့တောက်စီလောင်းကစားရှောင်ခွာပညာတိုးရေးကျင့်ဆောင်ပေးမူဖေးကင်းစေငြိမ်းအေးကြပါစေငြိမ်းအေးကြပါစေငါးပါးသီလချစ်ခင်ကြမြင့်ညမြဲစွာကျင့်နိုင်ကြပါစေကျင့်နိုင်ကြပါစေငါးပါးသီလဝိယုံကြကိုလတူလအလှပြိုင်နိုင်ကြပါစေကြပါစေငြိမ်းအေးကြပါစေမေတ္တာပို့ရအောင်လိုက်ဆိုအခုရောက်ရှိနေတဲ့ထဏ္ဍကုံမြောက်ကျောင်းဆရာတော်ပြည့်မှုပြီးတော့တာဃာတော်ရှင်မြတ်တွေကို
လူဓာကြီးကဥမောင်စိန်လူဓာကြီးကအရှင်မြတ်တို့အားတန်ခါကုံကိုအာယုံပြု၍လူတန်းစက္ကပ်ပါ၏တန်ခါတော်အရှင်မြတ်တို့ဖျား နောက်သင်္ကန်းကပ်ပဲဟောဒီဟောဒီကဲတော်ဒီဘူးလို့ အာတတိနိပိတနာယံမိစေဝာနုယုံစံတော်ရတိနိဝမတန္တိတော်ဒုက္ခဒုပတိဒုဒ္ဒောသာပါပံကိစိနာပတ္တိဧဝမာတိကုဏုပေတံပရိတံတံဗနာမဟိကရဏီယာမထကုတလေနာယန္နာတနာဘဝတိဒါနိရိယောသာနိဘေကောသာအဘဂရောကုလေတွာနာနုခိတောနာသခုဋ္ဌမာစရေကိဉ္စီယေနဝိညုဘေရဥပဝတိယောလူကိနောဝခေမိနောဝယေဝဒုလေဝတံမိအာဝိတုလေဘုဒ္ဓဝါသံဝေတိဝါအဘဒရဘောလုဒုခိတတာနာဘရဒာဧကဗုဒ္ဓမနုရခေဧဝံမိတ္တဗဗုဒ္ဓေတုမာနတံဘာဝိအဘိဓိမာနံဒေတေသသဗ္ဗလောကသမိမာနတံဘာဝိအဘိဓိမာနံဩဒ္ဓရာသောသတိယင်္စာအာဂမဝရအဝေရမတဗတံဒေယံစရံကိယောဝါအယနောယဝတတဝိဇ္ဇမိစ္ဆောကာမေတုပိယပိယံသာဝိဇာတုတဝတိယဂုဏရေတိဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိသသရဏတံဣစ္ဆရံဝိတ္တောဝိဝိလောကမိမနဘောဘဂဝါဘတံဥဇောရိကနဘောဘဂဝါဘတံညာယတိနဘောဘဂဝါဘတံအာယုယောယတိတေယောဣသရိကတိယောလောကရံဘုညာပိတံလောကတာဧဝံဘုညာကံဒါနံဒါနံကံသဘုရောယောသံမိတ္တဝါဘောမံဘောနာ
၎င်းလူဒါနာနဲ့ဓမ္မပူဇော်များနဲ့လူပဲဝိတုပြည်စည်းတို့ဘုန်းကြီးတဲ့တော်ထားအများပေးတော်မှာဖြစ်ဖြစ်အားလုံးပဲအာယုံပြုထားကြပါရန်နိဗ္ဗာန်ကိုအကျိုးပြောရင်အဲ့တို့နှိုးတော်လိုက်ရပါလိမ့်ခင်ဗျာကောကမှာသူရန်ကတ်ထားပြီးတော့20လောက်ကိုသွားတာအလုံးနေလည်းပဲအလူမတိုင်ခင်ကလေးကကလေးတရားပွဲကိုလူကြီးတရားပွဲကိုဆင်နွှဲပြီးတော့တရားတော်တွေကိုဂရုတစိုက်နာယူခဲ့တာဆိုတော့တရားအနေနဲ့ပြည့်စုံလုံလောက်ပြီလို့ဒီလိုမှတ်ယူလို့ရပါတယ်ဆရာကြီးမေးရှိပါတယ်တပည့်တော်မအားတဲ့အတွက်ကြောင့်တရားကို2နာရီချပြင်းခဲ့တယ်တဲ့အဲ့ဒါနောက်နေ့ကျအရှင်များတင့်တယ်လို့စီမံပြီးတော့ဆောင်ရွက်ပါလို့ဆရာကြီးကအမိန့်ရှိတယ်ဘယ်လိုလဲပဲဆရာသမားမြောက်များစွာနဲ့နေရတဲ့ဦးဇင်းတို့တွေဟာဆရာသမားကိုဥထိပ်ပန်းဆင်ပြီးတော့ဒီလိုမျိုးဆောင်ရွက်တယ်ဘယ်လိုမှတက်တဲ့အခါဘိုက်ကင်တဲ့အခါရှောက်ရမ်းကင်လို့ရတာပေါ့ဘိုက်ကလည်းကင်ကျင်တိုင်းကင်လို့ရတာပေါ့ဆရာသမားကိုဥထိပ်ပန်းဆင်ပြီးတော့ဘိုက်ကင်ရတာတို့တော့ဆရာသမားကိုဥထိပ်ပန်းဆင်ပြီးတော့ဘိုက်ကင်ပြီးထင်ရရှောက်ပြောပဲကွာဒီလိုလည်းပြောလို့ရတာပေါ့တရားကဘယ်လိုဟောထားတာလဲဆိုရင်ဖယားကိုဟောထားတဲ့တရားဖြစ်တယ်။ဒီဟောထားတဲ့တရားလေဒီဖယားဟောထားတဲ့တရားဖြစ်တဲ့အတွက်ကြောင့်ဘုန်းကြီးတွင်ကျေကျေလေးဆောက်လို့မရဘူး။ခေတ်စကားနဲ့ပြောမယ်ဆိုရင်ဘုန်းကြီးလူမိုက်လို့မရဘူးပေါ့။မိုက်တိုင်ပြီးတော့ဘုန်းကြီးမိုက်လို့မရဘူး။အတိတ်ပြီးတော့ထားရတယ်ဦးဇင်းတို့တို့။အဲကြောင့်လဲဆိုတော့ဦးဇင်းတို့တို့ဟာဆရာကောင်းများများဆိုရင်ဘေးမှာနေရတဲ့အခါဘုန်းကြီးမိုက်ဖြစ်ဖို့အရေးကြီးတယ်။မိုက်တိုင်ဘုန်းကြီးမိုက်ဖို့အရေးကြီးနော်။ဒါကြောင့်မလို့ဒီနေ့15မိနစ်လောက်တရားအာရုံပြုနှလုံးသွင်းရတာပေါ့ဆိုတော့ဘယ်လိုမှထိုင်ရင်ဒီမှာစာကြည့်ရဲနဲ့တစ်ဖက်ကလည်းခဏတန်တွေကကိုခဏခုရှိရတာမသိဆိုတော့ခဏတော့ရှာကြပြီပြန်ခဏကြံနေရပြီအခုတော့မပြေတော့ပြီးတော့တရားမှန်းမရှိတော့ရသော်ဘုရားအာရဏမှာရှင်သာမဏေပြုတယ်မြတ်စွာဘုရားကဘု து ကိုအမွေပေးခဲ့လဲဆိုရင်အလုံးပြောကြည့်ဘု து ကိုအမွေပေးခဲ့လဲရာဟုလာကိုဘာအမွေပေးခဲ့လဲတာရဏဓာယစ္စတာရဏအမွေပေးခဲ့တယ်မြတ်စွာဘုရားကအခုဥမောင်စင်တော်ခင်လာလို့လည်းပဲတာရဏဓာယစ္စတာရဏအမွေအခုကလေးကပေးနေတာမဟုတ်ဘူးကိုတင်ဖြေအောင်လို့ကိုမြဝဲအောင်လို့အဲ့ဒီကလေးကပေးနေအခုချိန်ကြီးလည်းပဲပေးတော့ဘူးဒါနနဲ့ဆက်ဆက်ပြီးတော့ဆုံးဆုံးလင်းလင်းကိုပေးနေအာနနဲ့ဆက်ဆက်ပြီးတော့ဆုံးဆုံးလင်းလင်းပေးနေတာဖြစ်တဲ့အတွက်ကြောင့်ကုသိုလ်ဆွေမျိုးချမ်းသာတို့လောကမှာဆွေမျိုးတွေထဲမှာအဖေအမေဆွေမျိုးရှိတယ်ဒီကောင်မောင်နှမဆွေမျိုးရှိတယ်ဒီစီဥစ္စာဆွေမျိုးတွေရှိတယ်ရာထုကုန်တွေဆွေမျိုးတွေရှိတယ်အရွယ်ဆွေမျိုးတွေရှိတယ်အဲ့ဒီဆွေမျိုးတွေထဲမှာဓမ္မဆွေမျိုးတဲ့ဓမ္မဆွေမျိုးချမ်းသာသူကုသိုလ်ဆွေမျိုးကပဲဓမ္မဆွေမျိုးကပဲဘဝတစ်ခုကိုချမ်းသာမှုပေးစွမ်းနိုင်ပါလေရသော်ဘုရားလောင်းဘဝတစ်ခုတော့ရတဲ့ဝိစမြန်းပြီးတော့သင်္ကန်းကျောင်းတစ်ခုပါရသော်ဘုရားကလေဝင်ရိုးရင်မိုးချုပ်လို့ရှိရင်ပတိတကုံနဲ့လဲလဲပြီးတော့ပတိစိတ်တယ်ကံပေါင်းရိုးရင်မှာပတိစိတ်တယ်ရသော်ဘုရားပတိစိတ်တဲ့ကံပေါင်းရဲ့အတွင်းမှာရှိတဲ့ရေဟာလည်းပဲကြီးစိမ့်ပြီးတော့အဲ့ဒါမှရှိတဲ့ကြာညွှဲကြာရိုးတွေပန်းပေါင်းရောပန်းပေါင်းဆောင်ရင်နဲ့နေကလည်းပဲထုံတင်းနေဟောပဲဒီကမှာဘုရားလောင်းရတဲ့ကဘုရားအလောင်းပဲရှိရနော်ဘုရားအလောင်းရတဲ့ပဲရှိတယ်ဘုရားဖြစ်တယ်ဘုရားလောင်းရတဲ့ကပရိဒဂုံနဲ့လမ်းလျှောက်ပြီးတော့ကမ္မထန်စီဖြန့်စင်တန်းလျှောက်ကမ္မထန်စီဖြန့်နေတဲ့အချိန်အဲ့ဒီခါမှာဒီဆောင်းဆိုတော့လေကဘုရားတိုက်တာတောင်းလိုက်လားမြောက်ကတိုက်လားအနောက်ကတိုက်လားရှိရတော့မြောက်ကတိုက်တယ်ဆောင်းနေရလဲဝိကရန်ကနဲ့လူငယ်တယောက်မြို့သမီးလူငယ်တယောက်ခရီးသွားလမ်းလျှောက်တယ်လို့ပဲအဲ့ဒီနေရာလဲအဲ့လိုပဲလာနေရာလဲပဲဝိကရန်ကခံတတ်ထေတော့ဒီမိုးစတီတဲ့
သင်ဟာနတ်တာတခုပဲဆွဆွဲဒီကမှာဘုရားတော်တက်ကပြောတယ်နာဟရာမိနာပင်စာမိအာရသင်္ကာမိဝါရိဇံအထာကေနာနုဝန္ဒီနာဌာနထေရောတိဩစတိယုဒေနရမိအဟံငါဒီဝါရိဇံရေလိုက်ခြင်းဖြစ်သောဇာဝံကိုအာရအဝေးမှသင်္ကာမိနိုင်ုံနိုင်ရပါပြီနာဟရာမိဆောင်လည်းမဆောင်ရပါနာပင်စာမိချိုးလည်းမချိုးရပါအာရအဝေးမှသင်္ကာမိနိုင်ရှုရှက်ယုံနာရှုရှက်ပြီးအဝေးမှနိုင်ရပါလေရဲ့ကဲနဲ့ဘာကြောင့်ဗန္ထထေရောတိဩစတိငါကိုနန္တာတခိုးလို့ဆိုရတာလေဆရာတော်ကပြောနတ်တမီးရဲ့တခိုးလို့ပြောရတာလေအေးဟုတ်ပါကြည်စမ်းရေကာစမ်းပါကြည်စမ်းဒဇင်းနဲ့တောင်းနဲ့ပစိုးနဲ့ချင်းညာတောင်းနဲ့အဲ့နဲ့ရိပ်ဖြာပြီးတော့ခိုးနေတဲ့နတ်တာတခိုးပန်းတခိုးကြတော့တခိုးလို့မဆွဆွဲပဲနဲ့ငါကိုကြတင်ကနတ်တာတခိုးလို့ဆွဆွဲတယ်တဲ့တိတ်ပြီးတော့မျက်နာလိုက်တဲ့နတ်တမီးပဲတဲ့တနည်းအားဖြင့်ပြောမယ်ဆိုရင်တိတ်ပြီးတော့မျက်နာလိုက်တဲ့ခေါင်းဆောင်ပဲလို့ပြောတယ်အဲ့ကမှမြတ်စွာဒီနတ်တမီးကပြောတယ်အေးတဲ့ဘုရားလောင်းတဲ့လောကမှာလူတစ်မျိုးရှိတယ်တဲ့သင်တရားမှတ်ထားပါလက်ခုဆုံးနဲ့တူတဲ့လူအေးဒုတိယတယောက်ကတော့ဘာနဲ့တူလဲဆိုလို့ရှိရင်တစ်ရှူတို့လက်တော့လက်ကင်ဘဝတို့တူနဲ့အမျိုးအစားတူတဲ့လူတဲ့သင်ဖျားလာရဲ့တိတ်ကဘာနဲ့တူလဲဆိုရင်ဖွေးဆွတ်တဲ့တစ်ရှူနဲ့တူတယ်ဘာနဲ့တူလဲဆိုရင်တဲ့လက်ခုဆုံးနဲ့တူပါလေဖျားလာရဲ့တိတ်တဲ့တဲ့ဟိုလေအညစ်ချေးတွေနဲ့တစွန်းတစနဲ့ပေတွန်းရင်ယောဂကပြောကျင်တဲ့လူရတယ်တဲ့အေးဟိုမှာလက်ခုဆုံးနဲ့တူတဲ့လူဖြစ်တဲ့အတွက်ကြောင့်တဲ့သူဟာပေလို့ပေမှမသိဘူးတဲ့ဒါကြောင့်မို့တန်တရိထားပါတဲ့ဒါရိဆောင်ပါတဲ့နတ်သမီးကဘုရားတော်ရဲ့ကိုဒီပေးနေတာဆုံးမဒီကမှာဘုရားတော်ရဲ့ကပြောတယ်အေးတဲ့တိတ်ပြီးကျေးဇူးတင်တာပဲနတ်သမီးရဲ့ဘာနာဘုရားရဲ့ကလည်းပြောအေးတဲ့ကိုကိုတတိနဲ့ထင်းချောင်းဆောင်းရှောရမယ်တဲ့တတိတရားလက်ကင်ထားပြီးတော့ဆောင်းရှောရမယ်တဲ့ဒါရင်းနဲ့ထင်းချောင်းပြီးတော့မေတ္တာနဲ့အုပ်နေရမယ်ဘာနဲ့ထင်းချောင်းလဲတဦးနဲ့တဦးတစ်ဖွဲ့နဲ့တစ်ဖွဲ့တယောက်နဲ့တယောက်သမိသားစုနဲ့သမိသားစုမေတ္တာတွေမခန်းချောက်ပါစေနဲ့အများနဲ့နေထိုင်ရတဲ့ဥစ္စနောတွေဆိုပို့ပြီးတော့ဒီထားရည်အခုရန်ကုန်မှာ3နှစ်နဲ့10လတာအတွင်းအင်္ဂါတော်တွေ136ပါအခုတရားနေပြန်လို့ရှိရင်အင်္ဂါအသက်တွေလက်ခံရမှာဆိုတော့အင်္ဂါ200နီးပါးတော့ဖြစ်တော့တရားလည်းရည်သက်ချပြီးပြီဆိုတော့ဒါတန်ခါ200လောက်နဲ့နေတိုင်းနေရထိုတန်ခါ200လောက်နဲ့နေတိုင်းနေရတဲ့ကကိုယ်စိတ်ကြည်မဖြစ်ဘူးသူတို့စိတ်ကိုလည်းပဲကိုကလိုက်ရောညှိချင်လို့ရှိအောင်နေရတယ်ဟိုကွင်ပေါက်စာလေးအเจ้าမှာ8နှစ်သားကွင်လေးရှိတယ်ကွင်စန္ဒကလို့ဘိတ်ကအဲ့ဒီကွင်လေးအထီးပြီးခံရကွင်လေးဆိုတာဟိုတတ်ခုလို့ပဲပြီးပေါင်းလားအဲ့ဒါတွေကိုသူတို့ရဲ့ဇိုင်းနဲ့ကိုက်ညီတဲ့ဆုံဆုံးမမှုမျိုးကိုကပေးရပုံလေးကားကြချမှတ်ထားတဲ့စီကန်းနဲ့လုပ်ရင်ရတာပေါ့အဲ့ဒါဆိုဘာမှကြောင်းဘူးအဲ့မလို့သူတို့နဲ့ကိုက်ရောညူချင်မှုရှိတဲ့စီးရင်စီကန်းတွေထုတ်ပြီးတော့ဥစဉ်တဲ့အုပ်ချုပ်ရတယ်ဘာနဲ့အုပ်ချုပ်ရလဲဆိုရင်မေတ္တာတရားနဲ့အုပ်ချုပ်ရတယ်။ဘာနဲ့အုပ်ချုပ်ရလဲ။မေတ္တာတရားနဲ့အုပ်ချုပ်ရတယ်။ဓရိနဲ့လည်းပဲနေရတယ်။ဓရိနဲ့နေရတယ်ဆိုတာဘယ်လိုနေရလဲ။ကိုယ့်ရဲ့ကောင်းမှုမကောင်းမှုတွေပေါ်မှာဓရိနဲ့ထိန်းချောင်းပြီးတော့နေရတယ်။အေးတစ်ဖက်သားကိုယ့်ကိုဆုံးမလာတယ်ဆိုလို့ရှိရင်လည်းအေးသူကငါ့ကိုကောင်းစီခြင်းလို့ဆုံးမတာပဲ။ကောင်းစီခြင်းလို့ဆုံးမတာပဲ။ငါပြုတ်ပြင်ပြီးတော့နေထိုင်မှတဲ့မှာငါပြုတ်ပြင်ပြီးတော့နေထိုင်မှတဲ့ဟုတ်ဆိုဆုံးမမှုခံနိုင်တဲ့ဂုဏ်ကလည်းပဲအရေးကြီးတယ်အဲ့ဒါကိုစာကဘာပြောလဲဆိုတော့သောဝဆတ္တတာဂုဏ်တဲ့ဟိုဦးဇင်းတို့ဝိနည်း229တွဲဆိုတာရှိတယ်အဲ့ဒါမှာပထမလူတန်းပေါ့ဝိယပါရစီကတတိယအတန်ဃာတိတွေစသည်အားဖြင့်ပေါ့လေအဲ့ဒါမှာဦးဇင်းတို့ဒုပ္ပဇတိတ်ခါဘုံဆိုတာရှိတယ်ဒုပ္ပဇလူတန်းဆွတ်လွန်ခဲ့ပါ၏အရှင်ဘုရားရှင်သာမဏေနာတဆောင်ရွက်ကြမည်ဗုဒ္ဓရတနာသာသမီလိမ္မာများအတွက်လူဒန်းွယ်ရာများစွန့်လွတ်ဆောင်ရွက်ခဲ့ပါ၏
အရှင်ဖျားထမ်းငန်ကုန်းရွာကံဆွေရွာနဲ့ရန်ကုန်မြို့ရောက်ဓမ္မမိတ်ဆွေများဇဝေးရနီးအားလုံးသောကုသိုလ်ရှင်ပေါင်းတို့အားနေ့ညနက်နက်ကာလ3ပါးကုသိုလ်ရှင်များကစီမံချက်ပြုတ်၍လှူဒန်းပါ၏အရှင်ဖျားဒီကောင်းမှုကံစေရနာတို့ကြောင့်တပည့်တော်တို့မိသားစုအားလုံးတည်တံ့တည်းမြတရားအမှန်ဒီကောင်းမှုကံစေရနာတို့ကြောင့်ဘဝအထူးထူးပြောင်းသွားတော့ဘုဒ္ဓမြတ်ယူတော်မူကြပါကုန်တော်မြတ်ယူတော်မူကြပါကုန်တော်ကုသိုလ်မြတ်ယူတော်မူကြပါကုန်တော်ယူတော်မြတ်လို့ယူရတဲ့မြတ်ကောင်းပြီဖို့ကိုကျွန်တော်တို့ခံယူပါ၏သာဓုမဲလိမ့်နှခါမှာတဲ့ဗလာမဲမပါဘူးတဲ့တော်ကဦးဇင်းတို့လူရန်
ဝတ်တုံမေယူသိမ့်နေတော့ပြီမြည်လို့ပြေကြောကြလာစေတော့အတိတ်ကမှုသစ္စာပြုလို့ဒီအလူကြီးရဲ့အောင်မြင်ကြပြီနော်ဒီအလူကြီးရဲ့အောင်မြင်ခဲ့ပြီနော်